အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ကျမငငယ်တုန်းကအဖိုးအမြဲလိုပြောပြခဲ့တဲ့မောင်ပြင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိရှိအခါကရွာငယ်လေးတီရွာမှာမောင်ပြင်းလို့ခေါ်တဲ့လူငယ်တယောက်နေထိုင်ခဲ့ပါတယ်သူ့နာမည်ကိုမောင်ပြင်းလို့ခေါ်ရတာကလည်းအကြောင်းရှိပါတယ်မောင်ပြင်းဟာအလုတ်ဆိုရင်မကြိုက်နေလို့ရရင်တနေ့လုံးအိတ်နေရတာအပင်ကြီးအောက်မှာလှဲနေတာကိုပဲကြိုက်တဲ့သူဖြစ်ပါတယ်အချိန်ကြာလာတော့မောင်ပြင်းရမိပါဒီအသက်ကြီးလာပြီးအလုံးမလုံးနိုင်တော့ပါဘူး။လဲရလဲပျက်စီးလာပြီးအိမ်မှာအစားတော့မလုံလောက်တော့ပါဘူး။အဲ့ဒီအချိန်မှာမောင်ပြင်းဟာပထမဆုံးချိန်ဘဝရဲ့ခက်ခဲမှုကိုကြုံတွေ့လာခဲ့ပါတယ်။ဒီနေ့မှာမောင်ပြင်းဟာအစာရှာဖို့အိမ်ကထွက်သွားပေမဲ့ဘသူမှသူ့ကိုအလုံးမပေးကြပါဘူး။အရင်ကပြေးနေတာကိုငါတို့သိတယ်လို့လူတွေကပြောကြပါတယ်။ အဲ့ဒီနေ့ညမှာမောင်ပြင်းဟာအင်းရှိကမိုးရိပ်အောက်မှာထိုင်ရင်းကို့ဘဘကိုပြန်စင်းစားလာပါတယ်။ငါဒီလိုပဲပြင်းနေရင်ဘာမှမရဘူး။မိဘတွေကအသက်ကြီးနေပြီဆိုတော့ငါ့ကိုပဲအားကိုးရမှာ။အခုတော့ဒုက္ခပေးနေမိပြီ။ငါတခုခုလောက်မှရတော့မယ်ဆိုတာကိုနားလည်လာပါတယ်။နောက်နေ့မနေ့မောင်ပြင်းဟာမိဘတွေကိုကူညီဖို့လဲရဲဆင်းခဲ့ပါတယ်။ ပထမတော့လက်တွေနာကိုရီပင်ပန်းလို့လောက်ချင်စိတ်မရှိသေးပေမဲ့စိတ်ထဲမှာအခုမလုပ်ရင်နောက်တစ်ခါမရှိနိုင်ဘူးဆိုပြီးကိုအားပေးရင်ဆက်လုပ်ခဲ့ပါတယ်အချိန်ကြာလာတဲ့အမျှမောင်ပြင်းဟာအလုတ်လုတ်ချင်းရဲ့တံပိုးကိုတီးလာပြီးပြင်းချင်တဲ့စိတ်လဲတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်လေယာကလည်းပြန်ကောင်းလာပြီးမိသားစုဘဝလည်းအေးချမ်းလာခဲ့ပါတယ် ရွာသားတွေကလည်းအရင်ကမောင်ပြင်းကပြင်းနေသူပဲအခုတော့စူးစမ်းတဲ့လူဖြစ်သွားပြီလို့ကြည်ကျူးပြောကြပါတယ်ပုံပြင်ရဲ့ပေးခြင်းတဲ့သင်ခန်းစာလေးကတော့ပြင်းရင်ဘဝပြတ်နိုင်တယ်စူးစမ်းမှသာကိုယ့်အနာဂတ်ကိုပြောင်းလဲနိုင်တယ်နောက်ကျသွားမယ်ဆိုတာမရှိဘူးစလုပ်ခြင်းတဲ့အချိန်ကစနိုင်တယ် အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်